လျှက်စီးတွေကိုခေါ်ချလိုက်ပြီးပျက်စီးနေတဲ့သူတို့မိသားစုအထိမ်းအမှတ်တိုင်ကိုပြန်ဆက်လိုက်တာပေါ့။အဲ့ဒီတိုင်ကြီးပြန်ကောင်းသွားတာနဲ့မြေကြီးထဲကနေရွှေရောင်အလင်းတန်းတွေထွက်လာပြီးမော်ဒါတစ်လက်ထွက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူ့အဖေကိုတတ်ခဲ့တဲ့ရန်သူဗိုလ်ချုပ်ကြီးကစစ်သင်္ဘောတွေနဲ့ရောက်လာရောသူကငှက်လူသားမျိုးနွယ်ထဲမှာနောက်ဆုံးကြံခဲ့တဲ့သူပေါ့။ဒါပေမဲ့ကန်ဆိုးကျင်တော့တခြားသူတွေလိုအတောင်ပံမပါပဲမွေးလာခဲ့တာ။တနေ့တော့သူလည်းပြန်တန်းနိုင်တယ်ဆိုတာကိုတက်တည်ပြချင်တာနဲ့မီတာ1000အမြင့်ကနေခုန်ချလိုက်ရော။အဲ့ဒီလိုပြုတ်ကျနေရင်းနဲ့အတောင်ပံတွေထွက်လာမလားလို့မျှော်လင့်ခဲ့ပေမဲ့ဘာမှဖြစ်မလာပဲကြောက်စိတ်တွေနဲ့မြေပြင်ပေါ်ကိုမနှဲအသက်လူပြီးဆင်းခဲ့ရတာသူကသူ့ရဲ့အဖော်နဲ့အတူအဖြေရှာဖို့အတွက်သူတို့ရဲ့ဇာတိမြေကိုတွားခဲ့ကြတယ်။လမ်းမှာအန်နီရယ်တွေအများကြီးကိုဖျက်ကျော်ပြီးရောက်သွားတော့သူတို့နိုင်ငံကပျက်စီးယိုယွင်းနေတဲ့အပျက်စီးပုံကြီးပဲကျန်တော့တာ။အဲ့ဒီမှာတင်သူငယ်ငယ်ကရန်သူတွေဝင်တိုက်ပြီးသူ့အဖေရဲ့အတောင်ပံတွေကိုအရှင်လက်လက်ဆွဲဖြုတ်သွားတဲ့စိတ်မကောင်းစရာပုံရိပ်တွေပြန်မြင်အောင်လာတာပေါ့။အဲ့ဒီလိုဝမ်းနဲ့ဒေါသထွက်နေတဲ့အချိန်မှာပဲသူ့စိတ်ထဲကနေထူးဆန်းတဲ့အတန်တစ်ခုကလမ်းညွှန်ပေးသလိုဖြစ်လာတယ်။သူကအဲ့ဒီအတန်တိုင်းပဲလျှက်စီးတွေကိုခေါ်ချလိုက်ပြီးပျက်စီးနေတဲ့သူတို့မိသားစုအထိမ်းအမှတ်တိုင်ကိုပြန်ဆက်လိုက်တာပေါ့။အဲ့ဒီတိုင်ကြီးပြန်ကောင်းသွားတာနဲ့မြေကြီးထဲကနေရွှေရောင်အလင်းတန်းတွေထွက်လာပြီးမော်ဒါတစ်လက်ထွက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူ့အဖေကိုတတ်ခဲ့တဲ့ရန်သူဗိုလ်ချုပ်ကြီးကစစ်သင်္ဘောတွေနဲ့ရောက်လာရောတိုက်ပွဲအလယ်မှာသူအဖမ်းခံလိုက်ရတဲ့အချိန်ရန်သူစစ်သားတစ်ယောက်ကအဲ့ဒီမော်ဒါကိုလူဖို့လုပ်တာဒါပေမဲ့ဓာတ်ရဲ့စွမ်းအားကလက်မခံတော့အဲ့ဒီလူကပြားဖြစ်တန်းလောင်သွားတာပဲ။သူအန်ရယ်ဖြစ်နေတာကိုကြည့်ပြီးသူ့အဖော်ကမနေနိုင်ပဲစွန့်စားပြီးအဲ့ဒီဓာတ်ကိုဆွဲထုတ်လိုက်တယ်။အဲ့ဒီမှာတင်ပြင်းထန်တဲ့စွမ်းအားတွေပောက်ကွဲထွက်ပြီးပတ်ဝန်းကျင်ကအရာအလုံးပျက်စီးကုန်တာပေါ့။အဲ့ဒီပောက်ကွဲမှုကြောင့်သူ့အဖော်ကကောင်းကင်ဘုံကိုလွင့်ထွက်သွားပြီးပြန်ကျမှာတော့သူလည်းတကယ်ကိုစိတ်ထိခိုက်သွားပြီးအဲ့ဒီအချိန်မှာသူ့ရဲ့ငှက်လူသားတွေကနိုးထလာပြီးအတောင်ပံတွေဝုန်းကားနဲ့ထွက်လာခဲ့တာသူပြန်တန်းပြီးသူ့အဖော်ကိုသွားဖမ်းနိုင်ခဲ့ပေမဲ့ဒီအောင်ပွဲကသူ့အတွက်တော့တကယ်ကိုခါသက်စရာပါပဲ။